ပြင်မာရောင်းတဲ့ creep ရိုးတွေကဘာလို့စင်ကြည့်ရလဲမသိဘူးနော်အိမ်မှာရောလှုပ်ရှားလို့ရလားဆို yes လို့သာပြန်ဖြေလိုက်နော်အိမ်မှာဒေဦးတစ်လုံးနဲ့ရေသွင်းမှုတစ်ခုရှိအောင်နဲ့လှုပ်ရှားလို့ရပါပြီတကိုင်းစားလိုက်တိုင်းအရသာကအီမကောင်မက်ပြီးအပြင်ကိုပါပေါက်ထွက်လာတဲ့လို့ခန်းစားချက်မျိုးမို့ဖူတီတို့သဘောကျလောက်တဲ့တစ်လုံးထဲကိုကျအုပ်နှလုံးကိုထည့်ပါချိန်ကွက်မရှိသူတွေကရေသွင်းမှုလေးကိုသုံးပြီးချိန်လို့ရပါတယ်တကြားတစ်စွန်နွားနှုတ်ရေသွင်းမှုခွက်ဝက်စီတစွန်ပြီးရင်တော့ဂျုံမုံငါးစွန်ကိုထည့်ပြီးငွေပေးရပါမယ်အားလုံးကိုညညော်တာပဲလှုပ်ချင်တဲ့အတွက်မှုံလေးတွေကိုစစ်ချလိုက်ပါမယ်မီအေးလေးနဲ့ပဲကျုပ်ရေကိုထည့်ပြီးမုတ်တာပပလေးဖြစ်အောင်လုပ်ပေးပါချောကလက်ရောင်နဲ့အစိမ်းအောင်လေးလှုပ်ချင်နေဆိုရင်တော့ကျုပ်ရေတဲ့ကိုကိုမုံနဲ့မာချာမုတ်ကိုတင်တော့လို့ထည့်လိုက်ရင်တော့လှုပ်ချင်တဲ့အရောင်ထွက်ပါတယ်ဖယ်ရောင်ပိုကြိုက်လဲဖူတီတို့ပြီးရင်တော့နွားနို့100 ml နဲ့တကြားနဲ့ဆုံးကိုထည့်ပြီးနည်းနည်းကြာလှုပ်ပေးလိုက်ရင်တော့ cream ဖြစ်သွားမှာပါဒီ cream က whipping cream လောက်တော့ကောင်းမှာမဟုတ်ပါဘူးပြီးနောက်လေးခုထပ်ထားတဲ့မုတ်ပြားလေးခုပေါ် cream ကိုထည့်ပြီးကြက်သီးစိတ်လေးတွေကိုထည့်ပေးလိုက်ရပါမယ်အောက်ကနေအပေါ်ကိုဖြည်းဖြည်းချင်းလှိမ့်သွားရပါမယ်မာချာကတော့ strawberry နဲ့အလိုက်ဆုံးပဲမို့အရှမ်းကိုနှွေဥဆက်နဲ့အရောင်လေးပါကိုကိုရတာကိုတော့ chocolate biscuit နဲ့ကျွဲပါမယ်cream ချိုလေးနဲ့လက်ဆက်တဲ့အသီးနှံတွေကနေရာဒီနဲ့ဆိုကွက်တီမို့ဖူဂျီတို့သဘောကျမှသိကြတယ်